အားလုံးပဲမင်္ဂလာပါကမ္ဘာခေါင်မိုးလို့တင်သားကြတဲ့တိဘက်ဒေသမှာသိပ္ပံပညာနဲ့ရှင်းပြရခက်နေတဲ့ထူးခြားဆန်းကျယ်တဲ့လူသားစွမ်းရည်တွေရှိတယ်ဆိုတာယုံလားလင်းထက်အနာဒိမ့်မှန်အနေပြန်လဲကြိုးစိုးရတယ်ခင်ဗျဒီနေ့မှာတော့ရိုးလူသားတွေရဲ့စွမ်းဆောင်ရည်ကိုကြော်လွန်နေတဲ့တိဘက်ဒေသကစွမ်းရှင်များရဲ့လူ့ဘက်ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောပြချင်တာကတော့ထူမိုလို့ခေါ်တဲ့အတွင်းမိကျင့်စဉ်ပဲဖြစ်ပါတယ်ဒီမဝင်တာတောင်တန်းကြီးတွေရဲ့အေးခဲလာတဲ့ရာသီဥတုအောက်မှာတင်ငန်းတစ်ထည်တဲ့နဲ့နေမင်းအလဲမှာတရားထိုင်နေတဲ့ဘုန်းကြီးတကယ်ရှိပါတယ်သူတို့ဟာရေစုံနေတဲ့ဝိစားတွေကိုခန္ဓာကိုယ်အတွင်းကပူဆွမ်းအားတစ်ခုတည်းနဲ့6သွေးအောင်လုံးနိုင်စွမ်းရှိကြပါတယ်ဒီရာကဆိုင်းတစ်သိပ္ပံပညာရှင်တွေကိုတော့မှအံ့အားသင့်စေခဲ့တဲ့အဖြစ်ပြပါဒါတင်မကသေးပါဘူးလုံကွန်းပါလို့ခေါ်တဲ့လေုံစီပြီးသူတွေလည်းရှိပါသေးသူတို့ဟာမောပန်းကြီးမရှိဘဲနဲ့ရပ်ပေါင်းများစွာဇက်တိုက်ပြေးသွားနိုင်ကြပြီးတော့မြေကြီးနဲ့ခြေထောင်မထိသလောက်ကိုလွတ်လပ်ပေါ်ပါစွာပြေးနိုင်တာကြောင့်လေုံသီးသူတို့လည်းတင်စားခေါ်ကြပါတယ်ဒီရာအားလုံးဟာ meditation ကနေတဆင့်စိတ်ဆွမ်းကိုအမြင့်ဆုံးထိမြင့်တင်ထားနိုင်ခြင်းကြောင့်ဖြစ်တယ်လို့လည်းဆိုကြပြန်ပါတယ်ဒါဆိုလူသားတွေရဲ့ human limit ဆိုတာတကယ်ပဲရှိရလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ဆွမ်းအားတွေကကိုယ်ခန္ဓာကိုယ်ထဲမှာပုံွယ်နေတာများလားမိတ်ဆွေတို့ရောဒီလိုဆွမ်းအားတွေကိုယုံကြည်ပါသလားသင်မျိုးမတ်ချက်မှာမျှဝေပေးခဲ့ပါဦးလို့နားဆင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့မှလည်းစိတ်ဝင်စားပဲအကြောင်းများကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like share subscribe လေးလုပ်သွားပေးကြပါအောင်ခင်ဗျာ